မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်စက်တင်ဘာ6ရက်နေ့ညရရှိထားတော်သတင်းတွေကိုကျမအခုမန်ဂျီလာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်ကဲဟိုဆိုရမှဖလိထားတဲ့အခြေခံပညာရေးကျောင်းများတွင်ဗဟိုကျမရေးဌာနမှတာဝန်ရှိသူများတွားရောက်ကကျောင်းသားများရဲ့ကျမရေးကိုကြည့်ရှုစစ်ဆေးမှုပြုလုပ်ပေးနေကြောင်းသိရပါတယ်ရှင်ကျောင်းများတွေရာသီဥတုအပြောင်းလဲကြောင်းဖြစ်တတ်တဲ့ဝမ်းပြက်ဝမ်းလျှောနာစီချောင်းဆိုရာသီတုပ်ကွေးများအဖြစ်များတာကြောင့်ကျမရေးစစ်ဆေးကဆေးပေးရန်လိုအပ်တော့ကျောင်းသူကျောင်းသားများကိုဆေးပေးခြင်းများပြုလုပ်ကြောင်းသိရပါတယ်စက်တင်ဘာလဆန်းပိုင်းတွင်လည်းတဖူးရောင်မြို့နယ်တွင်ရှိကျောင်းများတွင်တာရောက်ကကျမရေးစစ်ဆေးများပြုလုပ်ပေးနေကြောင်းကျောင်းကော်မတီများထံမှသိရပါတယ်။KNUဗဟိုကျမရေးဌာနမှ KNUအစိုးရအုပ်ချုပ်ရေးဒေသရှိရပ်ရွာအတီးတီးတွင်လည်းရပ်ရွာကော်မတီများနှင့်လက်တွဲကကျမရေးနေဆိုင်တဲ့အသိပညာဟောကြားခြင်းများလည်းလှုပ်ဆောင်နေကြောင်းသိရပါတယ်ရှင်။မုံငင်ဟူပြင်ဒေတာအတွင်းမွေးရစေဝါတိုက်ဖြတ်ရေးကော်မတီများမှမွေးရစေဝါသုံးဆွဲတူများနဲ့ရန်ဝယ်ဖောက်ကားတူများကိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ရာတွင်မွေးရစေဝါသုံးဆွဲတူနှင့်ရန်ဝယ်တူအယောက်20ကျော်ကိုစက်တင်ဘာ4ရက်နေ့ကဖမ်းဆီးမိကြောင်းသိရပါတယ်ရှင်။ဖမ်းဆီးမိတူများတွင်၎င်းဒေတာအတွင်းမွေးရစေဝါရန်ဝယ်ဖောက်ကားတူများဖြစ်တဲ့ဦးစိုးမိုးချစ်ကိုစီကျော်မြိုင်ဦးလက်ရာတို့ကိုမွေးရစေဝါများနှင့်အတူဖမ်းဆီးရမိပြီးသုံးဆွဲတူအယောက်20စုစုပေါင်း24ယောက်ဖမ်းမိကြောင်းမွေးရစေဝါကော်မတီတာဝန်ရှိသူများပြောပြချက်အရသိရပါတယ်။ဖမ်းဆီးမိတော့24ယောက်ကိုမွေးရစေဝါကော်မတီများမှသက်ဆိုင်ရာမြို့နယ်တရားရုံးတို့ပို့ဆောင်ပြီးအရေးယူစစ်ဆေးမှုများဆက်လက်လှုပ်ဆောင်နေကြောင်းလည်းသိရပါတယ်ရှင်။ဖကမြို့အတွင်းရှိမိုတောင်စမ်းကြွေဘက်မှဒီကနေ့စက်တင်ဘာလ6ရက်နေ့မနက်4:10 မိနစ် AM အချိန်ခန့်ကစပြီးစက္ကစတပ်တွေနဲ့ KNU ပူးပေါင်းတပ်များကြားတိုက်ပွဲများဖြစ်ပွားကြောင်းဒေသခံများမှသိရပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်စက္ကစတပ်ဖွဲ့မှလက်နက်ကြီးလက်နက်ငယ်နဲ့ရန်တမ်းပစ်ခတ်ခဲ့တာတွေကြောင့်တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်စက္ကစတပ်ဖွဲ့မှလက်နက်ကြီးလက်နက်ငယ်နဲ့ရန်တမ်းပစ်ခတ်ခဲ့တာတွေကြောင့်ကလေးငယ်များပါဝင်ဒေသခံပြည်သူအချို့ထိခိုက်ဒဏ်ရာရတာတွေရှိနေတယ်လို့ဒေသခံတွေပြောပါတယ်။နေ့လေပိုင်း17နာရီခန့်မှာလဲဖကန်အီးမြတာယာဘက်ကိုစက္ကစတပ်ဖွဲ့ကလက်နက်ကြီးပစ်ခတ်တာတွေကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရခဲ့ပြီးညနေပိုင်း2:10 မိနစ်အချိန်မှာလဲကြောက်ဝိုင်းဘက်လက်နက်ကြီးကြားပောက်ခွဲခဲ့တာကြောင့်ကားတုံးစီမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။စက္ကစတပ်တွေဟာစက်တင်ဘာလ9ရက်နေ့မှာလဲငွေတောင်တန်းစားတောက်ဆိုင်အတွင်းရှိပြည်သူ2ဦးကိုအကြောင်းမဲ့ဖမ်းဆီးသွားတာတွေရှိခဲ့ပါတယ်။ဖကမြို့အတွင်းလွန်ခါလေပြင်းစတဲ့ကျေးရွာတွင်ဘက်မှလည်းစက္ကစတပ်ကစစ်ရေးလှုပ်ရှားမှုတွေဆက်တိုက်လှုပ်ဆောင်နေတယ်လို့သိရှိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။